ဤရှေးဟောင်းမိစ္ဆာကြီးသည်ယင်းဤမျက်လုံးများကိုဖွင့်လိုက်ရာနောက်တစ်စက္ကန့်တွင်ကဘာမြေကြီးသည်ရေခဲစုကြုံပေါင်းများစွာ၏ထိုးပေါက်ခြင်းကိုချက်ချင်းခံလိုက်ရသည်မကြမီလူသားတို့သည်တံပြန်တိုက်စစ်ဆင်ရန်ယင်းတို့၏စစ်တပ်များကိုစုစည်းခဲ့ကြတော်လဲဤမိစ္ဆာကြီးကမူယင်းတို့ကိုစိုးစင်းများဂရုမစိုက်ပေယင်းဤလက်ဟန်ချေဟန်တိုင်းမှထွက်ပေါ်လာသောအကျွမ်းမဲ့အေးခဲခြင်းအရှိန်ဝါကလူတိုင်းကိုကြောက်လန့်တကြားဆုတ်ခွာသွားစေပြီးထို့နောက်မိစ္ဆာကြီးသည်ဒင်းဤလက်ဖွားကိုဖြန့်ကငရဲတိုင်းကိုဆွဲဖြဲရန်နှင့်တေလူဆိုးဝါးများ၏စစ်တပ်ကိုဆေလွတ်ရန်မန္တတစ်ခုကိုရွတ်ဆိုလေသည်ယင်းကိုမြင်လျင်စစ်သားများသည်ယင်းတို့၏လက်နက်များကိုချက်ချင်းအသက်သွင်းကပိုအားတောင်းချရှိသောပြင်းထန်သောလျှက်စစ်လိုင်းများဖြင့်မိစ္ဆာကြီးအားပစ်ခတ်ကြတော်လဲဤတိုက်ခိုက်မှုကမိစ္ဆာကြီးကိုတုံလုံးအောင်မလုပ်နိုင်ခဲ့ပဲလူတိုင်းကိုအံ့အားသင့်မှင်သက်သွားစေသည်ဤအရေးကြီးသောအချိန်ခါတွင်ကောင်းကင်ယံမှလူရေးတစ်ခုရုတ်တရက်ကျဆင်းလာပြီးယင်းဤဝစ်ဆုံမှာမိစ္ဆာကြီး၏ကမ္ဘာယံဘက်ဖြစ်သောမိတောက်အရှင်သခင်နှင့်ကွင်းကွက်တီတူညီနေတော်လဲကန်ဆိုးစွာဖြင့်ဤရောက်ရှိလာသူမှာမိတောက်အရှင်သခင်၏မျိုးဆက်သားဖြစ်ပြီးမိတောက်အရှင်သခင်အစစ်အမှန်မဟုတ်ပေထိုအချိန်တွင်နာတင်းသည်မိတောက်အရှင်သခင်ခြံထားခဲ့သောလက်နက်ကိုဆွဲထုတ်လိုက်တော်လဲနောက်တစ်စက္ကန့်တွင်မိစ္ဆာကြီးသည်လေပြင်းတစ်ချက်မှုတ်ထုတ်ယုံများဖြင့်ထိုလက်နက်ကိုလူယူသွားပြီးပြဖြစ်ပြောင်းလဲပစ်လိုက်ရာထိုခိုက်တန်တွင်လူစုသည်ယင်းတို့၏နောက်ဆုံးမျှော်လင့်ချက်ကိုလုံးဝဆုံးရှုံးသွားရပြီးမိစ္ဆာကြီးကအေးခဲစေသောအသက်ရှူတန်ကိုမှုတ်ထုတ်လိုက်သည်ကိုတွေးပြက်စွာဤနေုံမှတပါအခြားမတတ်နိုင်ခဲ့ပဲမကြမီမြေပြင်မှရေခဲစုကြုံပေါင်းများစွာပောက်ကွဲထွက်လာပြီးလူတိုင်းကိုထောက်တနေရသို့ခြေလန်းတိုင်းရွှေ့ခိုင်းစေခဲ့ရာခြေတလန်းမှသည်ချက်ချင်းတည်ခြင်းသို့ရောက်သွားနိုင်သည်ထို့နောက်မိစ္ဆာကြီးသည်ယင်း၏နှုတ်ခမ်းဖျားမှမန္တန်တစ်ခုကိုထပ်မံရွတ်ဆိုပြန်ရာနောက်တစ်စက္ကန့်တွင်အောက်ခြေရှိတတိုင်းသည်ရေခဲစုကြုံများကြောင့်အကွဲသွားပြီးအလင်းတစ်ခုကောင်းကင်သို့ထိုးတက်သွားကရေတွက်မရနိုင်သောငရဲဝိညာဉ်ဆိုးများလူလောကထဲသို့တိုးဝင်လာပြီးအထိန်အကုတ်မဲ့စွာလှည့်လည်သွားလာကြတော့သည်တကဘာလုံးပျက်စီးခြင်းအနာသို့ရောက်ရှိနေစဉ် PPD အစင်းမြင့်တင်ထားသောလျှက်စစ်တုပ်ကိုချက်ချင်းဆွဲထုတ်ကမိစ္ဆာကြီးထံတက်မှတ်ပြီးတိုးဆုံမှုမရှိဘဲခလုတ်ကိုဆွဲလိုက်ရာမကြမီမိစ္ဆာကြီးသည်ထိုပောက်ကွဲမှုကြောင့်အလစ်အငိုက်မိသွားကပြင်းဤမန္တန်ကိုရက်တက်လိုက်ရပြီးဝင်ပေါက်ကိုယာယီပိတ်လိုက်ရသည်ပြင်းကိုမြင်လျင် PPD တိုက်ခိုက်မှုအရှိန်ကိုလင်းမြန်စွာမြင့်တင်ပြီးဆက်လက်တိုက်ခိုက်တော်လဲ PPD ဆက်လက်တောင့်ခံရန်ရုန်းကန်နေရတော်လဲမိစ္ဆာကြီး၏အကျွမ်းမဲ့အေးခဲခြင်းအစွမ်းကိုမရှင်နိုင်ဘဲထို့နောက် PPD တံပြန်တိုက်ခိုက်နိုင်စွမ်းလုံးဝဆုံးရှုံးသွားပြီးဒေါသတကြီးဖြင့်မိစ္ဆာကြီးကိုစိုက်ကြည့်နေတော်လဲဘာမျှမတတ်နိုင်ဘဲရင်းဤဝိညာဉ်ကိုဆွဲထုတ်ရန်မိစ္ဆာကြီးကလက်သေးများကိုဆန့်ထုတ်လာသည်ကိုသာကြည့်နေရတော့သည်တိုးတော်လဲဤအန်ရဲ့ရှိဆုံးအခိုက်တန့်တွင်ကျင်းနာတတ်သောဝိညာဉ်တစ်ခုကရုတ်တရက်မိချစ်တစ်ချောင်းကိုချစ်လိုက်ရာမိစ္ဆာကြီး၏အာယုံကိုဆွဲဆောင်သွားပြီးနာတင်းကပြင်းကိုမြင်ပြီးမိတောက်ရှင်သခင်ထံမှဆင်းသက်လာသောမိထိန်ချုံမှသူပညာရက်ကိုချက်ချင်းထုတ်ဖော်လိုက်ကရင်းဤမိတောက်စွမ်းကိုမိစ္ဆာကြီးထံသို့လင်းမြန်စွာစုစည်းကနှိမ်နင်းလိုက်သည်မကြမီအခန်းတွင်အပူချိန်မြင့်တက်လာပြီးလူစုသည်နောက်ဆုံးတွင်ရေခဲပျော်သွားကြသဖြင့်ထိုအခွင့်အရေးကိုယူကာ PPD နောက်တစ်ကြိမ်တံပြန်တိုက်ခိုက်ပြီးရင်းတို့၏ချုံမွေးလာသောအဖွဲ့လိုက်ပူးပေါင်းမှုကြောင့်မိစ္ဆာကြီးသည်ရုတ်တရက်အထင်းကုန်မဲ့သွားရသည်ရင်းကိုမြင်လျင်ရင်းတို့၏အဖော်များသည်တတိုင်းကိုပြန်လဲပြုပြင်ရန်စက်ပစ္စည်းကိုလင်းမြန်စွာအသက်သွင်းကြပြီးပြင်းထန်သောလျက်အစီကြောင့်ကတစိတ်ခတ်ခြင်းကိုပြန်လဲအသက်သွင်းလိုက်သောအခါမိစ္ဆာကြီးသည်ပြန်လဲရိုက်ခတ်မှုကိုခံရပြီးရင်း၏ဥချိုမှာရက်ဆက်စွာအချိုးခံလိုက်ရကနောက်ဆုံးတွင်မကြေမနက်ဖြစ်မှုများဖြင့်ပြင်းထန်နေလျက်မိစ္ဆာကြီးသည်ငရဲပြည်သို့သာပြန်လဲကျဆင်းသွားရတော့သည်